မင်္ဂလာပါအခုကျွန်တော်ရဲ့ရေးလက်စာ website တစ်ခုနဲ့မိတ်ဆက်ပေးမလို့ဖြစ်ပါတယ်ကျွန်တော်ဒီ website ကိုရေးဖြစ်တဲ့ရည်ရွယ်ချက်ကတော့ Mobile Legends content creator တွေ video editing အတွက်ပဲဖြစ်ဖြစ်ကျွန်တော်လို animation လုပ်တဲ့သူတွေပဲဖြစ်ဖြစ်လိုအပ်တဲ့တပ်ပုံ 3D model icon UI စတာတွေကိုတနေရာထဲမှာပဲလိုအပ်ရင် download ဆွဲလို့ရအောင်ရည်ရွယ်ပြီးရေးထားတာဖြစ်ပါတယ်ကိုတိုင်းကလည်း animation video တွေဖန်တီးတဲ့သူမို့လို့တခုခုလိုအပ်ရင်အင်တာနက်ပေါ်မှာလိုက်ရှာရတာအရန်ကုန်မှာရှိဖို့ကောင်းပါတယ်ရှာတွေ့ရတောင်မှကိုလိုချင်တယ်လို့မရတာတွေလည်းဖြစ်တတ်ပါတယ်ဒီလိုမျိုးတွေကြုံစရာမလိုအောင်တနေရာထဲမှာပဲ download ဆွဲလို့ရမယ့် website မျိုးဖန်တီးဖို့စိတ်ကူးရလာတာဖြစ်ပါတယ်ကျွန်တော်ကအခုလက်ရှိ website ရဲ့ပုံစံကိုအကြံပြပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ website ထဲဝင်လိုက်ရင်မြင်ရမယ့် home page ဖြစ်ပါတယ်ဒီမှာဆိုရင်ဘယ်ဘက်မှာ hero ရဲ့ 3D model ကိုထည့်ထားပါတယ်ညာဘက်မှာတော့ hero နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ scale တွေ in game အချက်လက်တွေကိုထည့်ထားပါတယ်နောက်ဆုံးထွက်ထားတဲ့ hero ကိုထည့်ဖို့စဉ်းစားထားပေမဲ့ 3D model တွေကိုပြင်ဆင်ဖို့ကအချိန်ပေးရတာမို့အခုကတော့ရှိတဲ့မီယာကိုပဲထည့်ထားပါတယ် hero space ထဲဝင်လိုက်ရင် hero စရင်းကိုမြင်ရမှာဖြစ်ပါတယ်ကိုဝင်ကြည့်ခြင်းနဲ့ hero ကိုနှိပ်လိုက်ရင် hero ကိုအသေးစိတ်ဖော်ပြထားတဲ့ page ထဲရောက်သွားပါလိမ့်မယ်။ skin အပိုင်းမှာကိုကြည့်ခြင်းနဲ့ skin ကိုရွေးလိုက်ရင်သက်ဆိုင်တဲ့ skin ရဲ့ 3D model page ထဲရောက်သွားပါလိမ့်မယ်။ဒီမှာဆိုရင်လည်း 3D model နဲ့ animation တွေကိုတွေ့ရမှာဖြစ်ပါတယ်။commander page ထဲမှာတော့ magic chess က little commander တွေကိုထည့်ထားဖို့စဉ်းစားထားပါတယ်။ခုကတော့ဘာမှမထည့်ရသေးပါဘူး။ကိုစိတ်ကြိုက် hero skin နာမည်တွေကိုရိုက်ရှာပြီးတော့လည်းရှာလို့ရပါတယ်။ dark mode light mode လည်းပြောင်းလို့ရတယ်။ extra page ထဲမှာတော့အခြားဂိမ်းနဲ့သက်ဆိုင်တဲ့အရာတွေကို preview အနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ audio တွေ portrait တွေနောက်ပိုင်းကျရင်လည်းဆက်တိုးသွားဖို့ရှိပါတယ်။သက်ဆိုင်ရာ access တွေကိုတင်ထားတဲ့ page မှာဆိုရင်လည်း hero light အစုံထည့်ထားပါတယ်။ကိုလိုချင်တာကိုနာမည်ရိုက်ထည့်ပြီးရှာလို့ရပါတယ်။ أنا ضوء القمر الذي يضيء الظلمات. I am the moonlight that breaks through the darkness. 私は闇を射抜く月の光。Мягкий лунный свет исцеляет мои раны. နောက်ဆုံးအနေနဲ့ကတော့ website အတွက်အကြံဉာဏ်ပေးချင်တာပဲဖြစ်ဖြစ်ကိုလိုချင်တာ download ဆွဲဖို့ website ထဲမှာမရှိသေးတာပဲဖြစ်ဖြစ် support ပေးခြင်းလို့ပဲဖြစ်ဖြစ် Telegram ခုထဲကိုဝင်ပေးဖို့တောင်းဆိုချင်ပါတယ် website link ကိုတော့ comment နဲ့ profile မှာချထားပေးပါတယ်နောက်ထပ် update တွေကြာရင်ထပ်ပြောပြပေးသွားပါမယ်